Myanmar Guy Motorcycle Business Group MCM Associated Company ဟဲကျူပြဖွင့်လှစ်ကြောင်းချင်းကားပေါ်ရဲ့ဂုဏ်ပြုလက်ခုပ်တံများဖြင့်ဆက်လောင်းဂုဏ်ပြုပေးပါဦးခင်ဗျာဒီနေ့ကတော့ကျွန်တော်တို့စက်ရုံဖွင့်ပွဲနဲ့ brand မိတ်ဆက်ပွဲဖြစ်တယ်နော်ကျွန်တော်တို့စက်ရုံဖွင့်ပွဲဆိုတာကတော့ EV Motorcycle SKD စနစ်ဖြင့်တပ်ဆင်ထုတ်လုပ်တဲ့စက်ရုံဖြစ်ပါတယ် brand မိတ်ဆက်ပွဲကတော့ကျွန်တော်တို့ Black Bee brand ဖြစ်ပါတယ်တကယ်ပါလုံးအတိုင်းအတာနဲ့လဲ EV ဆိုင်ငယ်လောကမှာယာရီကနံပါတ်1 brand ဖြစ်တယ်အဲ့တော့အခုအရေးအတွက်အကောင်းဆုံးဆိုတဲ့နံပါတ်1 brand ကိုဒါအခုမင်းဦးမော်တာမြန်မာနေစတင်ပြီးမှယူဆောင်လာပြီမုံမြင့်ထဲမှာလာဆိုရင်ပထမဆုံးပေါ့နော်ပထမဆုံးစက်ရုံဆိုတော့ပီတိဖြစ်တော့နော်ဒါပကြီးလို့မော်လမြိုင်မြို့အတွက်လည်းဂုဏ်ယူရပါတယ်ဒီဘက်ဘက်ကလည်းထပ်ဆင့် brand တွေအများကြီးတင်သွင်းပြီးတော့ထုတ်လုပ်သက်ဆင်နိုင်တဲ့စက်ရုံတွေအများကြီးပိုက်ဆိုင်နိုင်ပါစေလို့လည်းဒီစီတောင်းပေးပါရှင်။ပေးရဆွနဲ့တွန်းလို့ရပြပါစေ။မှာကျေးဇူးတင်ပါတယ်။လက်ရှိဒီကမ္ဘာတော်အသုံးပြုမှုတန်း100ကျော်ရှိနေပြီ။ဟုတ်ကဲ့ဒီနေ့ကတော့ကျွန်တော်တို့စက်ရုံဖွင့်ပွဲနဲ့ brand မိတ်ဆက်ပွဲဖြစ်တယ်နော်ကျွန်တော်တို့စက်ရုံဖွင့်ပွဲဆိုတာကတော့ EV Motorcycle SKD စနစ်ဖြင့်တပ်ဆင်ထုတ်လုပ်တဲ့စက်ရုံဖြစ်ပါတယ် brand မိတ်ဆက်ပွဲကတော့ကျွန်တော်တို့ Black Bee brand ဖြစ်ပါတယ်တိုင်းတာတစ်ခုဝမ်းတာပါတယ်ဒါပေမဲ့ကိုရင်မှန်းချက်ကတော့ဒီထက်မကရှိနေပါတယ်ဒီထက်မကကျွန်တော်တို့စူးစမ်းအောင်ပါပါကျွန်တော်တို့ကကျွန်တော်တို့နိုင်ငံထဲမှာပဲ Motorcycle အစိပ်ပိုင်းအစထုတ်နိုင်ဖို့မျိုးလင်းချက်ထားရတယ်ဒီအတွက်ကျွန်တော်တို့ဒီထိရောက်အောင်တွားဖို့အစီအစဉ်ရှိပါတယ်နိုင်ငံခြားကနေပြီးတော့နေထုတ်လုပ်တဲ့အစိပ်ပိုင်းတွေကိုမြန်မာပြည်မှာပြင်လည်တက်ဆင်ပြီးတော့နေထုတ်လုပ်တာဖြစ်ပါတယ်ဒီလိုမျိုးတာလူနေမှုစင်တန်းပုံမှုမြန်မာအောင်ဒီထားထုတ်လုပ်မှုပဲပေါ့ဒီမှာထုတ်လုပ်မှာနော်ဒီမှာထုတ်လုပ်မှာဆိုတော့တကယ်ကြီးရဲ့ခန်းနာတဲ့ပွဲကိုတက်ရောက်ခွင့်ရတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်EV Motorcycle စက်ရုံတွေဖွင့်ပွဲခန်းနာစီစဉ်များကိုအဲဒီတော်လူရှင်တွေအားလုံးရဲ့မင်္ဂလာလက်တော့ဩဘာသံများဖြင့်စတင်ကြောင်းကြည်ညာအပ်ပါတယ်ခင်ဗျာအဲဒီကိုဆောင်ရေးလိုအပ်ချက်တွေနဲ့အတူနိုင်ငံတော်ရဲ့ရက်စစ်မော်တော်ယာဉ်ဆိုင်ရာမူဝါဒတွေနဲ့အညီကျွန်တော်တို့ဟာဒီတွင်မှာအတွေ့အမြင့်မားဆုံးရက်စစ် EV Motorcycle တွေကိုစနစ်တကျသက်ဆိုင်ထုတ်လုပ်နိုင်ဖို့ဒီစက်ရုံတစ်ကြီးကိုတည်ထောင်ခဲ့ခြင်းဖြစ်ပါတယ်ဒီမှာလောလောဆယ်မှာဒါ Libby brand အနေနဲ့ဒါမျိုးစား၄မျိုးထွက်မယ်Heron Niren Iceland ADV ဆိုပြီးရင်ဒါမျိုးစား၄မျိုးရှိမယ်ပေါ့နော်ကျွန်တော် 125cc နဲ့လည်းထွက်တာရှိမယ်ပြီးရင် 160cc နဲ့လည်းထွက်တာရှိမယ်ပေါ့ဒါမျိုးစား၄မျိုးထွက်ပါတယ်ဒါပြီးတော့ဒီယာရီအမှတ်တစိမ့်နဲ့လည်းဒါ EV ဆိုင်ကယ်တွေဒါအခုမင်းဦးမော်တာမြန်မာနေစတင်ပြီးမှထုတ်လုပ်နေတယ်ယာရီကရှင်းပြောရင်တရုတ်နိုင်ငံမှာနံပါတ်1 brand ပဲဒါ EV ဆိုင်ကယ်လောကမှာပေါ့နော်တကယ်ပါလုံးအတိုင်းအတာနဲ့လဲ EV ဆိုင်ကယ်လောကမှာယာရီကနံပါတ်1 brand ဖြစ်တယ်အဲ့တော့အခုအရေးအတွက်အကောင်းဆုံးဆိုတဲ့နံပါတ်1 brand ကိုဒါအခုမင်းဦးမော်တာမြန်မာနေစတင်ပြီးမှယူဆောင်လာပြီယာရီ EV ဆိုင်ကယ်တွေ SKD ကမင်းဦးမော်တာမြန်မာနေဒါပထမအဦးဆုံး SKD နဲ့ဒါစတင်မိတ်ဆက်ထုတ်လုပ်လိုက်တာပဲဖြစ်ပါတယ် Ready 3 2 1အဲဒီတော့များခင်ဗျာမြန်မာ Guy Motorcycle Business Group MCM Associated Company ဟဲကျူပြဖွင့်လှစ်ကြောင်းချင်းကားပေါ်ရဲ့ဂုဏ်ပြုလက်ခုပ်တံများဖြင့်ဆက်လောင်းဂုဏ်ပြုပေးပါဦးခင်ဗျာမုံမြင့်ထဲမှာလာဆိုရင်ပထမဆုံးပေါ့နော်ပထမဆုံးစက်ရုံဆိုတော့ပီတိဖြစ်တော့နော်ယာရီတွေဆိုလို့ရှိရင်ဒါကမ္ဘာဒါနာမည်ကြီးတဲ့စိတ်တွေပေါ့နော်ဒီစိတ်တွေကန်ရတော့မှဆိုတော့ဝမ်းသာတယ်ပေါ့နော်နောက်ပြီးတော့ EU ရလဲကျွန်တော်တို့မြန်မာနိုင်ငံမှာဟိုနေ့နောက်ကျနေပြီနော်သူများနိုင်ငံမှာလည်းအများကြီးလုပ်နေကြပြီဆိုတော့ကျွန်တော်တို့အခုလုပ်ရပြီဆိုတော့ဝမ်းသာတယ်ပေါ့နော်ကိုယ့်ရဲ့မြန်မာပြည်သူတွေစိတ်ကြိုက်ကောင်းမွန်တဲ့ brand တစ်ခုဖြစ်လာတဲ့အထိကိုအရေးသွေးပိုင်းဆိုင်ရာအစမူလီလေးတစ်လုံးကအစကိုပြုပြင်ပြီးတော့နေအချိန်၄နှစ်လောက်ယူပြောနေပြင်ခဲ့ရပါတယ်ဒီစက်ရုံဆောက်တဲ့အချိန်မှာဆိုတော့မတို့6နှစ်9နှစ်ဝန်းကျင်လောက်အချိန်ပေးခဲ့ရပါတယ်ဒီမှာ Wow! Spin the wheel! Who will be the winner? Uday Jai
ဖြစ်ပါရဲ့ခင်ဗျာကဲဝမ်းသာပြီးလက်ခုပ်တန်းချိန်ကြပြရပါခင်ဗျာ ပြောရမယ်ဆိုလို့ရှိရင်တော့သူ့ရဲ့ brand တွေကအရန်ကို amazing ဖြစ်တယ်အရန်ကိုယာစီမှာဆိုလို့ရှိရင်လုံးဝ top brand ဖြစ်တဲ့ Villas ကိုထုတ်ပြသွားတယ်ဒါနောက်လာမဲ့ကျွန်တော်တို့ဒီမြန်မာနိုင်ငံမှာဒီ Villas ဆိုတာကိုတောက်လျှောက်ဝယ်ယူလို့ရတော့မယ်ဒီအကောင်းဆုံးဆိုတဲ့ brand တွေကိုကျွန်တော်တို့သုံးစွဲရတော့မယ်အဲ့ဒါမြင်းဦးမော်တာကိုလည်းကျေးဇူးများကြီးတင်ရှိပါတယ် ကျူးစားခင်ရတော့ကျွန်တော်တို့ကနေတိုင်းဆိုရင်ည7:00နာရီမနေ့ဆိုရင်ကျွန်တော်9:00နာရီပုံမှန်ပဲအဲဒီကြားထဲမှာကျွန်တော်တို့ဘာသာရေးရတယ်ကျွန်တော်တို့ကနေစဉ်လောက်ရတဲ့ကိစ္စတွေရှိတယ်ဒါလည်းကျွန်တော်တို့ကလူကြီးကျွန်တော်အနေနဲ့ဆိုလောက်ရတာရှိတယ်အဲ့တော့ဒီဘက်ကလည်းအလုပ်တော့ပင်ပန်းတဲ့အကြောင်းကတော့လှုပ်ချင်သိမရှိတော့အောင်ပင်ပန်းတာပဲ သူတော်အားထုတ်ခဲ့ရတာဆိုတော့ကိုအတီးဆုံးသူတခါလေးကြိုက်ရင်သူသွားတဲ့နောက်ကိုမလိုက်နိုင်တော့ဘူးသူကည3 နာရီဆိုလဲသွားည2 နာရီဆိုလဲသွားည4 နာရီဆိုလဲထသွားပြီးတော့နေဟိုကအပင်ပန်းခံတာပဲအတွက်အရင်ဆုံးတော့အမျိုးသားကိုတော့အရင်ပုံလဲယူပါတယ်အမျိုးသားတက်ကိုကျေးဇူးလည်းတင်ပါတယ်သူတို့လည်း congratulation လုပ်ပါတယ် 2 1လက်ခုပ်တန်းချိန်ကြပြပါခင်ဗျာဒီလိုရှိစေတော့ဒီလူတွေရှိပါတယ်ခင်ဗျာ雅迪已经连续9年 ဒါလေးဒီစပုတ်ကန်အတွင်းရောင်းအားနံပါတ်1အဖြစ်9နှစ်စတိုင်းရည်မှတ်ခဲ့ပြီးကမ္ဘာတော်နိုင်ငံပေါင်း100ကျော်တို့ဒီပိုလေ export အနေနဲ့ရောင်းထားရရှိပါပြီလက်ရှိဒီကမ္ဘာတော်အသုံးပြုသူတန်း100ကျော်ရှိနေပြီးလူတန်းပေါင်းများစွာပုံပေါ်ကောင်းမွန်သောဒီပါလာမှုခံရည်ပြီးရွေးချက်ဖြင့်ကောင်းတဲ့ပေါ်လေရှိပါသည်ဒီ brand နဲ့ပတ်သက်ပြီးတော့နေကျမရောကျမခင်ပွန်Sherman ကိုစုမင်းရောအများကြီးအားစိုက်ထုတ်ထားပါတယ်ချိန်ကြီးလည်းပြဆက်ထားရပါတယ်ပြည်သူတွေလက်ထဲရောက်လို့ရှိရင်ကောင်းမွန်တဲ့ brand တစ်ခုဖြစ်လာမယ်ဆိုတာကိုကျမယုံကြည်ပါတယ်အဲ့တော့အားလုံးကိုတင်းမြတ်တဲ့ဈေးနှုန်းနဲ့စီးနိုင်မှုတော့ကိုကျမတို့အများကြီးကြိုးစားရပါတယ် ဒီလိုမော်လမြိုင်မြို့အတွက်လည်းဂုဏ်ယူရပါတယ်ဒီပြိုင်မကလည်းထပ်ဆင့် brand တွေအများကြီးတင်သွင်းပြီးတော့ထုတ်လုပ်သက်ဆိုင်တဲ့စက်ရုံတွေအများကြီးပိုက်ဆိုင်နိုင်ပါစေလို့လည်းဒီစတောင်းပေးပါရှင် ဖေးဆွနဲ့တွန်းလို့ရပြပါစေဒီမှာကျေးဇူးတင်ပါတယ် မင်းဦးမော်တာမြန်မာဒီထက်မကပို့ပြီးအောင်မြင်ပါစေခင်ဗျာ ဒါအည်တွေးကောင်းတဲ့ဆိုင်ကယ်တွေဒါအများကြီးစီးနှင်းဝင်ရတော့မယ်ပေါ့နော်ဒါအရန်ဝမ်းတာဖို့ကောင်းပါတယ် ကောင်းတဲ့ brand တွေကိုလည်းအများကြီးထပ်ပြီးတော့ယူဆောင်ပြီးတော့ကျွန်တော်တို့ဖြန့်ဖြူးပေးနိုင် မြင်ပါစေဟုတ်